ပဲနော် ဘာဖြစ်လို့လဲငါလက်ကုံငါလာလေဘာဖြစ်လို့လဲဟမ် ညလုံးမျက်နှာပြောင်တိုက်တဲ့မိန်းမအခုမှပဲမြင်မှုတော့တယ် အခုမြင်ဘူးသွားရင်မလားဒီမှာငါနင့်ကလေးကိုထိန်ချပေးလို့တာနင်အလုပ်ကောင်းကောင်းလုပ်နိုင်တာနော်ငါ့ဘောတော့ကျေးဇူးတင်လိုက်အောင် အေးအဲ့ကျေးဇူးငါယောက်ျားကိုထိုးကျွေးပြီးဆက်ရလောက်တဲ့အထိတော့ဟုတ်သေးဦးထင်တယ် ဟဲ့နင်ယောက်ျားကိုနင်ကထိုးပေးလိုက်ရပါတယ်လို့ဘသူကပြောလဲဟမ် ဒီကငါယောက်ျားလိုချင်နေရမလား ဟောနင်ကိုနင်တိတ်ပြီးတော့အထင်ကြီးမနေနဲ့နော်ဟောကွန်တက်ဆိုတာလေနင်ထိုးပေးခြင်းတိုင်းရော့အင်ဆိုပြီးထိုးပေးလို့ရတယ်ပစ္စည်းမဟုတ်ဘူးနော်ကိုကိုမောကွန်တက်ကိုယ်တိုင်ဝါငါ့ကိုလိုချင်နေတာ